ဥက္ကခဲတွေသာကဘာကိုမတိုက်ခဲ့ရင်လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းကဘာကြီးဟာအခုထက်အများကြီးပိုစိန်လန်းပြီးပိုပူနွေးခဲ့ပါတယ်။မြို့ရတွေမရှိဘူး၊ကားလမ်းတွေမရှိဘူး၊အင်တာနက်လည်းမရှိသေးပါဘူး။ဒါပေမဲ့ကဘာကြီးရဲ့ဘီရင်တွေကတော့ရှိခဲ့ပါတယ်။သူတို့ကတော့ဒိုင်နိုဆောတွေပါပဲ။သူတို့ကတန်ပေါင်း160ကျော်ကြာအောင်ဒီကဘာကိုအုပ်စိုးခဲ့ကြတာပါ။စင်ကဲဖြစ်စဉ် evolution ရဲ့အောင်မြင်ဆုံးဆက်သက်မှုကြီးတစ်ခုပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာအာဂါသာတွေက6မိုင်ပတ်လည်ရှိတဲ့အေယာမဥက္ကခဲကြီးတစ်လုံးဟာကဘာကိုတိတ်တိတ်မဲမဲဦးတည်နေခဲ့ပါတယ်။တမိုင်းအမှန်မှာတော့အဲ့ဒီဥက္ကခဲကြီးဟာမက္ကဆီကိုပင်လယ်ကွေ့တွေကိုတိုက်ချလိုက်လို့ဒိုင်နိုဆောတွေမျိုးတုံးသွားခဲ့တယ်လို့ပြောထားတာပါ။ဒါပေမဲ့အကယ်၍သာအဲ့ဒီဥက္ကခဲကြီးကကဘာကိုနည်းနည်းလေးလွဲသွားခဲ့ရင်ရောကျွန်တော်တို့လူသားတွေအခုရှိနေပါဦးမလား။ကဘာကြီးကရောဘယ်လိုမျိုးထူဆန်းနေမလဲ။မပြီးဆုံးနိုင်သေးတဲ့ဒိုင်နိုဆောဧကရိခေဥက္ကခဲသာမတိုက်ခဲ့ရင် mass extinction လို့ခေါ်တဲ့မျိုးတုံးမှုကြီးဖြစ်လာမှာမဟုတ်ပါဘူး။ဆိုလိုတာကဒိုင်နိုဆောတွေဟာကဘာကြီးကိုဆက်ပြီးအုပ်စိုးနေအောင်ပါပါ။ T-Rex တွေ Triceratops ဆိုတဲ့အကောင်တွေကကဘာမြေမျက်နှာပြင်ပေါ်မှာဆက်ရှိနေပါဦးမယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ဒိုတိုက်သတ္တဝါတွေကတော့မြေကျင်းထဲမှာပဲပုံနေရတဲ့ကြွက်လောက်ပဲရှိနေအောင်ပါပါ။ဘာလို့လဲဆိုတော့ဒိုင်နိုဆောတွေရှိနေသေးပြီးဒိုတိုက်သတ္တဝါတွေဟာအရွယ်အစားကြီးမားလာဖို့ဒါမှမဟုတ်ညံရင်မြင့်မားလာဖို့အခွင့်အရေးလုံးဝကြမှာမဟုတ်လို့ပါပဲ။လူလုံးညံကောင်းတဲ့ဒိုင်နိုဆောတွေပေါ်လာမလား။ဒါကသိပ္ပံပညာရှင်တွေတော်တော်လေးငြင်းခုန်ကြတဲ့အချက်ပါ။စင်ကဲဖြစ်စဉ်ကညံရီကိုပဲအမြဲဥတီတာမဟုတ်ပေမဲ့အချိန်သာနှစ်ပေါင်း66တန်းလောက်ထပ်ရခဲ့ရင်ဒိုင်နိုဆောတွေကတမျိုးမျိုးဟာညံကြီးရှင်ဖြစ်လာနိုင်ပါတယ်။ဥပမာထရိုရိုဒွန်းလို့ခေါ်တဲ့ဒိုင်နိုဆောမျိုးစိတ်ဟာခန္ဓာကိုယ်နဲ့ရှင်ရင်အုံနောက်တော်တော်ကြီးပါတယ်။သူတို့သာဆက်ပြီးစင်ကဲပြောင်းလဲခွင့်ရမယ်ဆိုရင်လူသားတွေလိုပဲကရိယာတွေတုံးတက်လာမယ်။အချင်းချင်းစကားပြောလာမယ်။နောက်ဆုံးမှာမျိုးပြတွေတောင်တိစောက်နိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်အခု2026ခုနှစ်မှာကျွန်တော်တို့လူသားတွေအစားဒိုင်နိုဆောလူသားတွေက YouTube ကြည့်နေကြမှာလား။စဉ်းစားကြည့်ရင်တော်တော်လေးကိုစမ်းကြယ်ပါတယ်ဗျာ။တဘာဝပတ်ဝန်းကျင်နဲ့အစာကွင်းဆက်ပြောင်းလဲမှုနောက်ပြီးဥက္ကခဲမတိုက်တဲ့အတွက်ကဘာလေတူဟာလည်းအခုပုံစံနဲ့တူမှာမဟုတ်ပါဘူး။တမိုင်းမှာဥက္ကခဲတိုက်ပြီးတဲ့နောက်ကဘာပေါ်မှာမြက်ခင်းပြင်တွေအများကြီးပေါ်လာခဲ့ပါတယ်။ဒါကြောင့်လည်းမြင်း၊နွား၊စိတ်တို့လိုသတ္တဝါတွေရှင်သန်နိုင်ခဲ့တာပါ။အကယ်၍ဥက္ကခဲမတိုက်ခဲ့ရင်ကဘာကြီးဟာအပူပိုင်းတောအုပ်ကြီးတွေပဲဖုံးလွှမ်းနေပါလိမ့်မယ်။စိုက်ပျိုးရေးလုပ်ဖို့မြေနေရာမရှိသလိုအခုခေတ်ကျွန်တော်တို့စားနေတဲ့အသားတွေနှုတ်တွေထွက်ပြီးတဲ့သတ္တဝါတွေလည်းပေါ်လာဖို့ခက်ပါလိမ့်မယ်။ဒီပညာနဲ့တတ်သူတွင်ထွက်များဒါကလူသိနေတဲ့အချက်ပါကျွန်တော်တို့အခုသုံးနေတဲ့ရှေးပလက်တီနမ်နဲ့အခြားအဖို့တန်တတ်သူတွေဟာကဘာဦးပိုင်းမှာအောက်ကခဲတွေတိုက်ခဲလို့သာမြင်းမြတ်တဲ့ပြင်သားကိုရောက်လာတာပါအကယ်၍အောက်ကခဲတွေသာမတိုက်ခဲရင်ရွှေနဲ့တခြားတတ်သူတွေသာကဘာအတွင်ပိုင်းထဲမှာပဲနေမြုပ်နေမယ်စီမီကွန်ဒက်တာတွေမိုက်ခရိုချစ်တွေထုတ်ဖို့လိုအပ်တဲ့တတ်သူတွေမရှိတဲ့အတွက်ဒီနေ့ခေတ်လို့စမတ်ဖုန်းတွေကွန်ပျူတာတွေအာကာသယာဉ်တွေဆိုတာလုံးဝရှိလာမှာမဟုတ်ပါဘူးအခုကတော့ဒီလောက်ပါပဲဒီလိုမျိုးတွေထပ်ကြည့်ခြင်းရင်တော့ like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အစုပ်တွေကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်